ဖြစ်ဘူးနော်အဲ့တော့ဟိုဆရာအနေနဲ့ဒီပြောချင်တဲ့အတိုင်းအတာတစ်ခုက COVID-19 နဲ့ပတ်သက်ပြီးတော့အမတန်သတိထားအလေးထားပြီးဆောင်ရွက်ရမှာဖြစ်တယ်တူတယောက်ချင်းစီတိုင်းကဆောင်ရန်တွေကိုစနစ်တကျလိုက်ပါဆောင်ရွက်ပေးနိုင်မှဒါဒီယောဂကဆုကြီးကကြော်လွှားနိုင်မှာဖြစ်ပါတယ်အဲ့တော့ဆောင်ရွက်ကြတဲ့အခါမှာသက်ဆိုင်ရာအုပ်ချုပ်တဲ့အစိုးရအဖွဲ့သက်ဆိုင်ရာတာဝန်ရှိတဲ့ဌာနဆိုင်ရာများသက်ဆိုင်ရာပူးပေါင်းပါဝင်ကြတဲ့ volunteer များအဖွဲ့အစည်းများNGO များကလည်းပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့သက်ဆိုင်ရာပြည်သူတွေအားလုံးကလည်းတူးချင်းတယောက်ချင်းကလိုက်ပါဆောင်ရွက်ဖို့လိုပါတယ်တူးချင်းတယောက်ချင်းကလိုက်ပါဆောင်ရွက်မှုတွေသက်ဆိုင်ရာဌာနတွေကနေလိုက်ပါဆောင်ရွက်မှုတွေအားကောင်းနိုင်ပါမှခုနကဒီ COVID-19 ကူးစက်ပြန့်နှံ့မှုကိုဆရာတို့ကရှော့ချနိုင်မှာဖြစ်ပါတယ်ကာကွယ်နိုင်မှာဖြစ်ပါတယ်အကယ်၍တစုံတစ်ယောက်ကဒီ COVID-19 ယောဂပိုးရှိနေခဲ့တော့သူယောဂရှိတာတိတိဖြစ်စေမတိတိဖြစ်စေ stay home ပေါ့နော် stay at home ပေါ့မိမိရဲ့အိမ်မှာနေပါလူစုလူဝေးရှိတဲ့နေရာမသွားပါနဲ့ဒီလိုပြောဆိုတာတွေကိုမလိုက်နာခဲ့ဘူးဆိုရင်သူနဲ့ထိတွေ့ခဲ့တဲ့လူတွေတယောက်ကနေတယောက်ဒါစင်ပွားဥဆက်သွားနိုင်တာရှိပါတယ်လူတွေကဒါပတ်ဝန်းကျင်အတိုင်းဝိုင်းနဲ့နေတဲ့သဘာဝရှိတဲ့အခါကျတော့တယောက်လောက်ကနေပြီးတော့ကုသယောဂအတည်ပြုဖြစ်လိုက်ရင်သူနဲ့ထိတွေ့ဆက်ဆက်တာနေပြီးတော့ခုနပြောသလိုအများကြီးတခြားလူတွေကူးသွားနိုင်တဲ့အတွက်ကြောင့်ဒီထိတွေ့ဆက်ဆက်မှုကိုဖျက်တော့ဖို့လိုပါတယ်ဒါကြောင့်အခုကျမနာအာဇာဝန်ကြီးဌာနပြောကြတယ်တက်နိုင်သေးအိမ်ထဲမှာနေပါလေးစင်ဘဝမှာခက်ခေါ်ခေါ်နေကြပါလို့ပြောတယ်မဖြစ်မနေသွားမဲ့နေရာတွေကိုလည်းလူအ ਨੇ ဆုံးနဲ့သွားပါသွားရလာတဲ့နေရာမှာပဲဖြစ်ဖြစ်ခုနကဟိုအလုပ်ခွင်မှာပဲဖြစ်ဖြစ်ဟောကိုခက်ခေါ်နေကြပါဆိုအနည်းဆုံး6ပြီးခွာနေပါဒါတွေကပြောကြတာဖြစ်ပါတယ်ထိုနည်းတူစွာပဲခုနကလက်ဆေးဖို့ခဏပြောတယ်ဘာကြောင့်လက်ဆေးဖို့ခဏပြောလဲဒီ COVID-19 ယောဂပိုးဟာလူရဲ့ခန္ဓာကိုယ်တွေကိုအဓိကဝင်ရောက်တဲ့လမ်းကြောင်းကပါးစပ်ကနှာခေါင်းရယ်မျက်စိရယ်ဝင်တယ်လို့ပြောပါတယ်အဲ့တော့ပါးစပ်ရယ်နှာခေါင်းရယ်မျက်စိရယ်ကိုမိမိရဲ့ဘယ်စိတ်ပိုင်းဝင်လို့ဆိုတော့ကိုယ့်ရဲ့လက်ကနေဝင်တာဖြစ်ပါတယ်လက်ကနေဝင်တာလက်ဆိုတာကလည်းအစုံနေရာစုံကိုထိတွေ့ကန်တွေ့ရတဲ့အတွက်ကြောင့်နေရာစုထိတွေ့ကန်တဲ့နေရာမှာ COVID-19 ယောဂပိုးရှိနေရင်အဲ့ဒီလက်နဲ့ကိုယ့်ရဲ့ပါးစပ်ကိုယ့်ရဲ့နှာခေါင်းကိုယ့်ရဲ့မျက်စိကိုသွားဖြင့်ယောဂပိုးဝင်သွားနိုင်ပါတယ်ဒါကြောင့်လက်ကိုရေနဲ့ဆက်ပြန်နဲ့အနည်းဆုံးစက္ကန့်20စီးပါလို့ပြောခြင်းဖြစ်ပါတယ်ရေနဲ့ဆက်ပြန်နဲ့စက္ကန့်20စီးခြင်းအဖြစ်လက်မှာကပ်ချင်နေတဲ့ virus ပိုးဟာကင်းစင်သွားတာဖြစ်ပါတယ်ဒါကြောင့်လက်ခဏစီးပါဆိုတဲ့ကျွန်တော်တို့ပြောချချက်ကတောက်လျှောက်လိုက်နာဆောင်ထင်းရမယ့်ကိစ္စဖြစ်ပါတယ်နောက်တစ်ခုကလူအများသွားလာတဲ့နေရာတွေစုဝေးတဲ့နေရာတွေနေထိုင်တဲ့နေရာမှာအခုကျွန်တော်တို့တက်ထားသလို mask တက်ဖို့ကျွန်တော်တို့ကပြောပါတယ် mask ဒီနှာခေါင်းပါးစပ်ကိုအုပ်ရမယ် mask ဖြစ်ပါတယ်ကျွန်တော်အခုကန်နေလို့ပေါ့ mask ကိုအပြန်နေမကန်အောင်အကြောင်းကိစ္စရှိရင်တော်နဲ့မကန်ရဘူးကန်လို့ရှိရင်ကျိုးကနေကန်ရတာပေါ့နော် mask ကိုနှာခေါင်းနဲ့ပါးစပ်ကိုအုပ်ထားဖို့ဖြစ်ပါတယ်ဘာကြောင့်လဲနှာခေါင်းနဲ့ပါးစပ်ကနေပြီးတော့ဓာတ်ရိုက်ကူးစက်ပြီးဝင်သွားနိုင်တာရှိတာပေါ့ဘေးနာကနေလူတစ်ယောက်ကယောဂပိုးရှိနေတယ်ဆိုရင်အဲ့ဒီလူပါးစပ်ကနေထွက်နေတဲ့အမှုန်တွေထဲမှာနှာခေါင်းကထွက်နေတဲ့အမှုန်တွေမှာယောဂပိုးပါနိုင်ပါတယ်အဲ့တော့အဲ့ဒီယောဂပိုးရှိတဲ့သူနဲ့ဒီဘက်ကမရှိတဲ့သူနဲ့နိကစကားပြောလိုက်ရင်အဲ့ဒီလူကနေပြီးတော့စကားပြောတာကချောင်းဆုံးနှာချလိုက်ရင်အဲ့ဒီပိုးရှိတဲ့လူရဲ့ပါးစပ်နှာခေါင်းအမှုန်ကဒီဘက်ကလူရဲ့ပါးစပ်နှာခေါင်းတွေကိုဓာတ်ရိုက်ဝင်သွားနိုင်ပါတယ်အနေအရန်ကြီးပါတယ်ဒါဖြင့်ပိုးရှိတဲ့သူကိုနှာခေါင်းစည်းတက်လိုက်ရင်ပိုးရှိတဲ့သူကိုနှာခေါင်းစည်းတက်လိုက်ရင်ပိုးရှိတဲ့သူရဲ့သူနှာခေါင်းပါးစပ်ရှိတဲ့နှာခေါင်းစည်းရဲ့အတွင်းဘက်ခြမ်းမှာပိုးတွေကကျန်နေတယ်သို့တော်လည်းအကြောင်းမျိုးရောက်ရှန်ထွက်လာတဲ့ဟာကဘေးနာကဒီဘက်ကလူနှာခေါင်းစည်းတက်မထားဘူးဆိုရင်ကုသနိုင်သေးတယ်ထိုနည်းဆိုတရားကအဲ့လူကယောဂပိုးရှိတယ်သူကနှာခေါင်းစည်းမတက်ဘူးဒီဘက်ကကောင်းတဲ့လူကနှာခေါင်းစည်းတက်ထားတယ်
ကျွန်တော်တို့နှာခေါင်းစည်းက virus ကိုဒီလိုအခုတက်ထားတဲ့ surgical mask ပေါ့ဆေးရုံသုံး surgical mask တော့မှအများဆုံး90ရာနှုန်းပဲကာကွယ်တယ်လို့ပြောတယ်100ရာနှုန်းမှကာကွယ်ဘူးအဲ့တော့ကိုကနှာခေါင်းစည်းတက်ထားတယ်တစ်ဖက်ကလူကနှာခေါင်းစည်းမတက်ထားဘူးတစ်ဖက်လူကယောဂပိုးရှိတယ်ဆိုရင်ခုနက100ရာနှုန်းကာကွယ်တာမဟုတ်တော့ကြောင့်90နိုင်ကြီးရှိသေးတယ်ဟုတ်ပြီယောဂပိုးရှိတဲ့လူကလည်းနှာခေါင်းစည်းတက်ထားမယ်ကိုကလည်းနှာခေါင်းစည်းတက်ထားမယ်ဆိုရင်ဒါ90နိုင်ကြီးတော်တော်ရော့သွားတယ်ဒါကကျွန်တော်က0လို့မပြောသေးဘူးယောဂပိုးရှိတဲ့သူရဲ့နှာခေါင်းစည်းတက်မယ်ကိုလည်းနှာခေါင်းစည်းတက်မယ်အနည်းဆုံး6ပေခွာမယ်6ပေခွာမယ်ဆိုရင်တော့90မှုတက်နှံ့90နိုင်စမ်းလုံးဝကြာသွားဘာကြောင့်လဲဆိုဒီပါဇက်နှာခေါင်းနဲ့ထွက်လာတဲ့ဥစ္စာက6ပေလောက်အတိုင်းအတာထိရောက်ပြီးတော့မြေကြီးကိုကြာသွားတယ်လို့ဒါ droplet infection လို့ပြောတာဟုတ်ပြီယောဂပိုးရှိတဲ့လူကအကြောင်းကိစ္စတူကြောင့်ရှိမယ်ကိုကအကြောင်းကိစ္စမရှိဘဲနဲ့ကိုယ့်အိမ်မှာပဲကိုနေတယ်ဆိုရင်ယောဂပိုးရှိတဲ့လူနဲ့ကိုနဲ့လမ်းကြောင်းကလုံးဝထိထိဆက်ဆက်ဆရာမရှိတဲ့အတွက်ကြောင့်လုံးဝ90နိုင်စွမ်း0ဖြစ်သွားတယ်ဒါကြောင့်အခုဆရာတို့ပြောနေကြတဲ့အကြောင်းရင်းကအကြောင်းကိစ္စမရှိဘဲနဲ့အပြင်းမထွက်ပါနဲ့အိမ်မှာနေပါ90မခံရဘူးအကြောင်းလည်းဖြစ်ပါအကြောင်းကိစ္စရှိလို့အပြင်ကိုထွက်မယ်ဆိုရင်လူအနည်းဆုံးထွက်ပါထွက်ရပြီဆိုရင်လည်းနှာခေါင်းစည်းတက်ပါဘယ်သူမှဆိုနှာခေါင်းစည်းတက်ဖို့လိုတယ်ပြီးရင်နှာခေါင်းစည်းတက်ထားတော့မှနိနိကက်ကက်နေ90နိုင်ကြီးရှိတဲ့ကြောင့်အနည်းဆုံး6ပေခွာပြီးတော့နေပါလို့ပြောတာဖြစ်ပါတယ်။ဘာကြောင့်နှာခေါင်းစည်းတက်ခိုင်းတယ်ဆိုတဲ့ဥစ္စာကိုအလုံးသိရှိနားလည်စေချင်တယ်။သိရှိနားလည်မှသာလိုက်နာမှသာအနေနဲ့ကင်းမှာဖြစ်ပါတယ်။ဒါကနှာခေါင်းစည်းပေါ့။ခုနကကျွန်တော်ပြောသလိုပဲဒီကိုရီးယားလက်ကနေရာဆုံးမှာကင်တယ်ထိတွေ့နေတဲ့အတွက်ကြောင့်နေရာဆုံးမှာကြာရှိနိုင်တဲ့ပိုးမှားကိုဒီလက်ကနေထိပြီးတော့ကိုယ့်ရဲ့ပါးစပ်နှာခေါင်းမျက်စိကိုအကြောင်းကိစ္စတစ်စုံတစ်ခုနဲ့ဝင်နိုင်တဲ့အတွက်ကြောင့်လက်ကိုလည်းရေနဲ့ဆက်ပြန်တဲ့စက္ကန့်20ကြာအောင်အနည်းဆုံးဆေးပါဆိုပြီးတော့ဒါပြည်သူလူထုကိုပြောနေတာရှိပါတယ်အကြောင်းမဲ့ပြောနေတာမဟုတ်ပါဘူးကိုဗစ်-19ရောဂါပိုးကူးစက်မခံရအောင်ကူးစက်နိုင်ကြီးတွေနည်းနိုင်သမျှနည်းအောင်နေမျိုးစုံနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်ဒါကြောင့်လူတိုင်းပေါ့လူတိုင်းလိုက်နာဖို့လိုပါတယ်ကျွန်တော်ပြောတဲ့စကားမပါလားလူတိုင်းလိုက်နာဖို့လိုပါတယ်ဌာနဆိုင်ရာဖြစ်စေဌာနဆိုင်ရာမဟုတ်တော့ကိုပြုတ်ဖြစ်စေအရသာဖြစ်စေအဖိုးကြီးဖြစ်စေအဖွားကြီးဖြစ်စေတက်ကြီးကနေအငယ်ဆုံးလေးဖြစ်စေယောက်ျားဖြစ်စေမိန်းမဖြစ်စေဒါတွေကိုလိုက်နာနိုင်မှကိုဗစ်-19ကူးစက်ရောဂါကူးစက်ပြန့်ပွားမှုနှုန်းကိုကာကွယ်နိုင်မှာဆွဲချနိုင်မှာဖြစ်ပါတယ်အားလုံးလိုက်ပါဖို့လိုပါတယ်ဒုတိယကနေပြီးတော့လိုက်ပါမှုအားနည်းရင်ဒုတိယမကနည်းနည်းလူရတဲ့နည်းနည်းလိုက်ပါမှုအားနည်းရင်လိုက်ပါမှုအားနည်းတာတွေနေရာဆုံးမှာရှိလာရင်ပူပေါင်းဆောင်မှုတွေအားနည်းလာရင်ကုသနိုင်ကြီးတွေကများလာနိုင်တဲ့အတွက်ကြောင့်ဒါတွေကိုအားလုံးကအသိရှိရှိတတိရှိရှိပေါ့နော်ခုနကကျွန်တော်ပြောတဲ့ဟာတွေကိုကာကနာနာနားလည်သဘောပေါက်ပြီးတော့လိုက်ပါဆောင်ရွက်စေချင်တာပါပဲအဓိကအဲ့ဒါလေးကိုပြောချင်ပါတယ်အဲ့တော့ဘာတွေကိုလိုက်ပါဆောင်ရွက်ရမယ်ဆိုတဲ့စကားတွေကိုပြောကြတဲ့အကြောင်းချင်းရာဒီကျမ်းမာတဲ့အာဇာဝင်ဌာနကအမြဲတမ်းထုတ်ပြန်နေရှိပါတယ်ဒါတွေကိုလည်းဖတ်ရှုလေ့လာနားထောင်ကြပြီးတော့လိုက်ပါပေးကြဖို့ကျွန်တော်တို့ဒါတိုက်တွန်းခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ခုနက facility quarantine home quarantine ကိစ္စဖြစ်ပါတယ်ကျွန်တော်တို့ဒီပြည်ပကပြန်လာတော့ပြည်သူပုဂ္ဂိုလ်မဆိုမြန်မာနိုင်ငံတွင်းမှာလည်းကုသပြန့်နှံ့မှုဖြစ်ပေါ်နေတဲ့ဒေသကနေရောက်ရှိလာတော့လို့သူဆိုကျွန်တော်တို့က quarantine ထားရှိ quarantine နဲ့ဝင်သင့်ပါတယ်။ဘာကြောင့် quarantine ထားရှိ quarantine နဲ့ဝင်သလဲဆိုရင်အကြောင်းကိစ္စတစ်စုံတစ်ခုကြောင့်များဒီလူဒီကိုကုသခံလာခဲ့ရင် quarantine ဆိုတာတရားခွဲခြားထားရှိတဲ့နေရာဖြစ်တဲ့ကြောင့်သူ့ရဲ့မိသားစုနဲ့သူ့ရဲ့ပတ်ဝန်းကျင်တိုင်းဝန်နဲ့ခွဲခြားထားနိုင်ကြောင်းသူ့မှာပိုးပါလာတော့မှသူ့ရဲ့မိသားစုသူ့ရဲ့ပတ်ဝန်းကျင်တိုင်းဝန်ကိုကုသတော့မှမဟုတ်ပါဘူးပြီးရင်သူကလည်းဒီ quarantine site မှာနေတဲ့အတွက်ကြောင့်အခြားသူနဲ့ချွတ်တွမှုကအမတန်လျော်နေသွားပြီဖြစ်ပါတယ်နောက်တစ်ခါ quarantine site မှာနေတဲ့အတွက်ကြောင့်သူ့ကိုကျွန်တော်တို့ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုဆောင်ရွက်တဲ့အချိန်မှာတကယ်နဲ့အချိန်မီဆောင်ရွက်ပေးနိုင်တာဖြစ်ပါတယ်မပြောကောင်းမဆိုကောင်း positive ဖြစ်ခဲ့ရင်လည်းချက်ချင်းကုသမဲ့ဆေးရုံကလည်းစနစ်တကျရွှေ့ပြောင်းတွေပို့ဆောင်နိုင်တာဖြစ်ပြီးတော့အခြားသောလူတွေကိုထိခိုက်သွားနိုင်မှုအများကြီးချော့ချပေးနိုင်တာဖြစ်ပါတယ်။ဒါကြောင့် facility quarantine ထားခြင်းဒီကာကရှင်ကိုရောကာကရှင်မိသားစုဆွေမျိုးတန်ဝန်းကျင်ပတ်ဝန်းကျင်အကျိုးအတွက်ထားရှိခြင်းဖြစ်တယ်ဆိုတာကိုအားလုံး
နားလည်ကြစေချင်ပါတယ်နောက်တစ်ခုကဒီယောဂဘူကုသခန္ဓာကိုယ်ရဲ့ဝင်ရောက်ပြီးတော့ယောဂလက္ခဏာပြနိုင်တဲ့အတိုင်းဒါကိုရိုနာဗိုင်းရပ်စ် COVID-19 ဟိုကယောဂဘူအသစ်ဖြစ်တဲ့အတွက်ကြောင့်ကုသနိုင်ခြေကာလရဲ့အတိုင်းဒါနည်းမျိုးစုံပြောင်းလဲနေတာရှိပါတယ်အစတော့14ရက်လို့ပြောခဲ့တယ်နောက်ကျတော့21ရက်ပြောတယ်တချို့ဆိုအခုဆိုအများဆုံး38ရက်ထိတော့ပြောကြတာရှိပါတယ်ဒါကြောင့်ခုနကအမေကုန်းထဲမှာပါသလိုပဲဒီဆိုဖရန်ဂျက်ဆက်လိုက်ပြီး negative ဖြစ်ပြီးတိုးတော်လဲပိုစိတ်ချရအောင် facility quarantine 21ရက် home quarantine 9ရက်28ရက်တာကာလအထိအများနဲ့ထိတွေ့မှုမှနေဆောင်ရှားတဲ့ quarantine နဲ့ထားရှိဆောင်ရွက်ပြီးတော့ကုသနိုင်ခြေတွေကိုအတက်နိုင်ဆုံးညှော်နှဲသွားအောင်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်ဒါကြောင့်ဒါကိုလိုက်ပါဆောင်ရွက်ကြတဲ့ကာယကံရှင်တွေရောမိသားစုတွေရောအများပြည်သူရောလက်တွေ့ကောင်တဲ့ဖောင်းဆောင်နေကြတဲ့သူတွေအကုန်လုံးကတရားနားလည်သဘောပေါက်ပြီးတော့ပူပေါင်းပါဝင်ပေးကြစီခြင်းပါတယ်ဆိုတဲ့စကားလည်းပြောချင်ပါတယ်နော်